လေးအောင်မင်္ဂလာပါအဲ့တော့ဆရာမတို့ noun phrase ကိုလေ့လာပြီးပြီဆိုတော့ဒီနေ့ adjective phrase ကိုလေ့လာကြည့်အောင် adjective phrase လေးကိုလေ့လာကြည့်အောင်အဲ့တော့ adjective phrase ကိုလေ့လာခင်မှာဆရာမတို့ adjective ရဲ့ဂုဏ်သတ္တိတွေသိဖို့မလိုဘူးလားလိုတာပေါ့ဘာကြောင့်လဲဆိုလို့ရှိရင် adjective phrase ထဲမှာ adjective ရဲ့ဂုဏ်သတ္တိတွေပါနေတယ်အဲ့တော့ adjective ကိုဆရာမဘယ်လိုပေးထားလဲဆိုတော့ what is adjective noun modifier noun ကိုအထူးပြုတယ်လို့ပြောခဲ့တယ်ဒါဆို noun ကိုအထူးပြုတယ်ဆိုတော့အဲ့အထူးပြုရမယ့် noun နဲ့ adjective နဲ့ကတ်ထားဖို့မလိုဘူးလားလိုတယ်အဲ့တော့ကတ်ထားမယ်ဆိုတဲ့နေရာမှာ noun ရဲ့အရှေ့မှာလည်းကတ်လို့ရတယ် noun ရဲ့အနောက်မှာလည်းကတ်လို့ရတယ်အဲ့တော့ဘယ်လိုလေးကွာခြားလဲဆိုရင်ဆရာမတို့ရှေ့တစ်ပတ်ကလေ့လာခဲ့တယ် a tall young beautiful girl is my sister ဆိုတဲ့ noun phrase ကိုလေ့လာခဲ့တဲ့စနစ်လေးမှာ tall တို့ young တို့ beautiful တို့ကတလုံးချင်း adjective အဲ့တော့တလုံးချင်း adjective ဆိုလို့ရှိရင် noun ရဲ့အရှေ့မှာနေတယ်ပြန်ပြောကြည့်အောင်တလုံးချင်း adjective ဆိုလို့ရှိရင် noun ရဲ့အရှေ့မှာနေတယ်အဲ့တော့ adjective phrase ကျတော့ noun ရဲ့အနောက်မှာနေတယ်ဒီမှာဒါလေးက adjective phrase လေးနော်ဒါလေးက adjective phrase လေးဒါလေးက adverb phrase အဲ့တော့ adjective phrase ကျတော့ noun ရဲ့အနောက်မှာနေတယ်ဘာလို့လဲဆိုရှေ့က noun ကိုအထူးပြုတာဘာလို့လဲဆိုရှေ့က noun ကိုအထူးပြုတယ်အဲ့တော့ဘာနဲ့ကောက်မလဲဆိုရင်ဒေါနဲ့ကောက်ဘယ်နဲ့ကောက်မလဲဒေါနဲ့ကောက်အဲ့တော့ဒါဆိုဒီစာကြောင်းလေးကိုဒေါနဲ့ကောက်ကြည့်မယ်စပွဲပေါ်မှာရှိသောစာအုပ်ဒီကျွန်တော်စာအုပ်ဖြစ်ပါသည်ကျွန်မစာအုပ်ဖြစ်ပါသည်ဒေါနဲ့ကောက်ဒါဆိုရင်ကျွန်တော်တို့ adjective phrase လေးတွေကိုလေ့ကျင့်ကြည့်အောင်အဲ့တော့ with the long hair နော် a girl with the long hair စပင်ရှင်နဲ့ကလေးမလေးကအဲ့တော့ကျမလေးပါဆိုလို့ရှိရင် a girl with the long hair is my sister အဲ့တော့ with the spectacle a girl with the spectacle မျက်မှန်နဲ့ကောင်မလေးကဆိုလို့ရှိရင်အဲ့တော့ကျွန်တော်ညီမလေးပါဆိုလို့ရှိရင် a girl with the spectacle is my sister a boy in white shirt ရှိုင်းကြီးဖြူနဲ့ကလေးကအဲ့တော့ကျွန်တော်ညီလေးပါဆိုလို့ရှိရင် a boy in white shirt is my brother no a boy under the tree တက်ပြအောင်မရှိတဲ့ကလေးကကျွန်တော်ညီလေးပါဆိုရင် a boy under the tree is my brother a man in the car ကားထဲမှာရှိတဲ့သူကကျွန်တော်ဦးလေးပါဆိုလို့ရှိရင် a man in the car is my uncle ဒါဆိုလို့ရှိရင် adjective phrase ကိုအဲ့တော့ကလေးတွေတနေရာတည်သွားပြီးသူ့နောက်မှာလဲဆိုတော့ noun ရဲ့အနောက်မှာအဲ့တော့ noun နောက်မှာ adjective phrase လေးတွေ့ပြီဘာလို့လဲဆိုတော့ရှေ့က noun ကိုအထူးပြုတယ်ဘာနဲ့ကောက်မလဲဆိုတော့ဒေါနဲ့ကောက်မယ်အဲ့တော့ဒီ noun ရဲ့နောက်မှာ adjective phrase ရှိတယ်ဆိုတော့ဒီ noun တွေရဲ့နောက်မှာလည်း adjective phrase ကမရှိနိုင်ဘူးလားရှိနိုင်တာပေါ့ဒါပေမဲ့မြန်မာစကားရှုံအောင် noun 3နေရာအနောက်မှာလို့မပြောတော့ noun နောက်မှာ adjective phrase ရှိတယ်လို့သိထားရပြီဒါဆိုရင် noun နောက်မှာတနေရာ adjective phrase ကိုရှိထားပြီအဲ့တော့ဒီနေရာမှာအဲ့တော့ကလေးတွေ complement နေရာမှာ adjective ရှိလားစဉ်းစားကြည့်အောင် complement နေရာမှာလေအဲ့တော့ဆရာတို့ complement နေရာမှာလွတ်နေလို့ရှိရင်၄မျိုးထည့်လို့ရတယ်လို့ပြောထားတယ်လေ noun adjective adverb phrase ဆိုတော့အဲ့တော့ he is tall လို့ရေးလို့ရတယ်ဆိုပြီးတော့ဆရာမသင်ခဲ့တယ်လေအဲ့ဆိုရင် complement နေရာမှာ adjective ရှိတယ်ဆိုတော့အဲ့ဒါဆိုရင် adjective ရှိလို့ရှိရင်ကလေးတွေဘာ phrase လဲရှိမလဲ adjective phrase လည်းရှိမှာပေါ့ဒါပေမဲ့သူရှေ့မှာကျတော့ adjective phrase ကအထူးပြုစရာဒီမှာဒီရှေ့မှာကျတော့ noun ရှိလားဟုတ်ပြီနော်သူရှေ့မှာဒီမှာကျတော့အထူးပြုစရာ noun မရှိဘူးလားနော်အထူးပြုစရာ noun မရှိဘဲနဲ့ဘာလို့ရောက်နေလဲဆိုတော့ဆရာတို့စဉ်းစားကြည့်ရအောင်အဲ့တော့ဆရာမစာကြောင်းလေးတစ်ကြောင်းရေးမယ် she is she is healthy ဒီစာကြောင်းလေးဖတ်ကြည့်ပါအောင် she is healthy အမှဘာကိုရှာမယ် is subject က she is ဆိုတော့ရပ်ထားလို့ရလားမရအောင်မပြည့်စုံတော့ဖြည့်ပေးမြန်မာလိုဖြည့်ဖို့ English လို complement ဒါဆို healthy ကဘယ်နေရောက်နေလဲ complement subject of complement sentence number 2နဲ့ရေးထားတယ်အဲ့တော့ she is healthy သူမကျမရေးကောင်းတယ်အဲ့တော့ healthy ကဒီမှာ noun ပါလား adjective လား adjective နော်အဲ့တော့ဒါဆိုရင်အဲ့တော့ဆင်မတို့အလယ်တန်းထက်တန်းတော့ကအစင်းလက်တာတွေရေးခဲ့တယ်ရေးတဲ့ခါမှာဆိုလို့ရှိရင်အဲ့တော့ရေးတဲ့ခါမှာအဲ့တော့ကိုယ့်အမေနေကောင်းတယ်အဲ့တော့ဆိုလို့ရှိရင်အဲ့တော့ my mother is healthy လို့ရေးခဲ့လား my mother is in good health လို့ရေးခဲ့လားနော် my mother is in good health လို့အများဆုံးရေးကြတယ်အဲ့တော့ဒါဆိုရင်အဲ့တော့ healthy နဲ့မှာဆင်မတို့ in good health ထည့်ပြီးတော့ရေးလာတာ in good health health အဲ့တော့ healthy နဲ့မှာ in good health ထည့်ပြီးရေးတာအဲ့ဒါကိုဘာကွာလဲကြည့်ရ she is healthy သူမကျမကြီးကောင်းတယ် she is in good health သူမကျမကြီးကောင်းတယ်အတူတူပဲအထိပ်ပေးရဒါပေမဲ့ဘာကွာလဲဆိုလို့ရှိရင်အဲ့တော့အတန်လေးကွာတယ်အတန်တာရတာချင်းမတူဘူးဟုတ်ပြီနော်အတန်တာရတာချင်းမတူဘူးအဲ့တော့ she is healthy လို့ပြောလို့ရှိရင်ဆရာမတို့နည်းနည်းအားစိုက်ပြောရတယ် she is in good health ဆိုရှာပြလေးနဲ့ပြောရတာဖြစ်တဲ့အတွက်ဘာသာစကားပြောတဲ့ခါမှာအတန်တာဖို့အရေးကြီးတယ်အဲ့တော့ဒါဆိုအခု complement တွေမှာ healthy က adjective ဖြစ်နေတော့ဒီမှာကျတော့စကားလုံးလေးတွေစုနေတယ်အတိတ်ပဲတော့တူတယ်စကားလုံးတွေကသုံးလို့ဖြစ်တော့ phrase ပေါ့အဲ့တော့ adjective တွေမှာဝင်လာမဲ့ phrase ဆိုတော့ဒါလေးကဘာ phrase ဖြစ်မလဲဒါလေးက adjective phrase အဲ့တော့သူရှိမှာတော့ထူးထူးစရာ noun ရှိလားမရှိဘူး noun မရှိပဲဘာလို့ရောက်နေရလဲဆိုလို့ရှိရင်အတန်ကြောင့်ဘာလို့ရောက်နေရလဲဆိုရင်အတန်ကြောင့်ဟုတ်မနော်အတန်ကြောင့်အဲ့တော့အတန်ကြောင့်ဆိုလို့ရှိရင်ဆင်မတို့ဒါလေးကို data လင်္ကာလာလို့ခေါ်ပါတယ်နော် data လင်္ကာရဟုတ်မနော်အတန်လင်္ကာမြောက်ရေးထားတာအဲ့တော့ဒါဆိုနောက်တော့ဥပမာလေးတစ်ခုဆင်မပြပြမယ် he goes out သူအပြင်သွားတယ် he goes out with wife သူဇနီးနဲ့သွားတယ်အဲ့သူဇနီးနဲ့အပြင်သွားတယ်ဆိုမှတော့ဘယ်သူဇနီးနဲ့သွားမလဲသူဇနီးနဲ့ပဲသွားမှာပေါ့သူများဇနီးငါထုတ်လို့မရရတယ်ဟုတ်မနော်အဲ့တော့သူ့ဇနီးနဲ့ပဲအပြင်ထွက်မှာပေါ့ he goes out with wife ဒီစာကြောင်းတွေကပြည့်စုံတယ်ဒါပေမဲ့အဲ့လိုမျိုးမပြောဘူး he goes out with his wife ဆိုပြီးတော့စနစ်လေးကိုပြောပါတယ် he goes out with his wife အမှဘာလေးတစ်လုံးပုံနေလဲဆိုတော့ his လေးတစ်လုံးပုံနေအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်အတန်ကြောင့်ထည့်ထားတာပါ he goes out with wife ဆိုလို့ရှိရင်အတန်ကဒုံးတီဖြစ်တယ် he goes out with his wife ဒါဆိုလို့ရှိရင်တော့ပြောရတာစကားလေးချောတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီမှာ his ကအတန်ကြောင့်ထည့်ထားတာအဲ့တော့ဒါဆိုလို့ရှိရင်အဲ့တော့ complement နဲ့မှာ adjective phrase ရှိတယ်ဥပဒေသားနံပါတ်1ကအတန်ကြောင့်ဒထလင်္ကာရနော်ဒါဆိုလို့ရှိရင်နောက်တစ်ခုဆရာမဆက်နက်လေးရေးမယ် it is important
important important အဲ့ဒီစာကြောင်းလေးဖတ်ကြည့်ပါဦး it is important ဘာကိုရှာတော့ is subject က it is ဆိုတော့ရထားလို့မရတော့ important ကဘယ်နေအောင်နေလဲ complement subject of complement sentence number 2နော်အဲ့တော့ဒီမှာ important ကအရေးကြီးသောဆိုတော့ဒါလေးက noun လား verb လား adjective လား adjective နော်အဲ့တော့ထိုအရာဒီအရေးကြီးပါသည်ဆိုရင် it is important ထိုအရာဒီအလွန်အရေးကြီးပါသည်ဆိုရင် it is very important ထိုအရာဒီအဲ့တော့အသက်တမျှအရေးကြီးပါသည်နော်အဲ့တော့အသက်တမျှအရေးကြီးပါသည်ဆိုတော့အသက်တမျှဆိုတဲ့စကားလုံးတွေက vital 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 အဲ့တော့ vital ကအသက်တမျှအရေးကြီးသောဆိုတော့ adjective အဲ့တော့ဒီမှာဆရာမတို့စာသားမှာလည်း important က adjective အဲ့တော့ important အဲ့တော့ adjective ချင်း adjective ချင်းအထူးပြုလို့ရလားမရဘူးဒါဆို vital ဆိုတဲ့ adjective လေးကိုဒီ sentence မှာထည့်ခြင်း important ကို noun ပြောင်းပေးရမယ်အဲ့တော့ noun ဖြစ်ပြီးတော့ဆိုစွတ်ပြောင်းလို့မရတယ်သူဥပဒေသားလေးနဲ့အညီပြောင်းပေးရမှာပေါ့နော်ဥပဒေသားလေးနဲ့အညီပြောင်းပေးရမယ်ဥပမာ she is beautiful သူမချုံမလောက်ပါပါတယ်အဲ့တော့ beautiful နဲ့မရေးချင်မယ်နဲ့အဲ့တော့ကျမတို့က beauty ဆိုတဲ့ noun လေးနဲ့ရေးလို့မရဘူးလားနော်ရေးလို့ရပါတယ်ပညာတတ်ရင်ရေးလို့ရပါတယ်အဲ့တော့ဘယ်လိုလေးရေးမလဲဆိုလို့ရှိရင် she is of beauty of လေးခံရေးပေးရပါမယ် she is of beauty လို့ပြောမယ်ဆိုရင် she is beautiful နဲ့အတူတူပါပဲနော်နောက်တစ်ခုဒီအရာလေးကအသုံးဝင်ပါတယ် it is useful အဲ့တော့ useful ဆိုတဲ့ adjective နဲ့မရေးချင်ဘဲနဲ့ use ဆိုတဲ့ noun လေးနဲ့ရေးလို့အဲ့တော့မရဘူးလားဆိုရပါတယ် of လေးပဲခံပေးရပါမယ် it is of use ထိုအရာလေးကအသုံးဝင်ပါတယ်နော် it is of use useful နဲ့အတူတူပါပဲဒါဆိုဒီမှာလဲဆရာမတို့ကဘာလေးခံပြီးပြောင်းပေးရမလဲဆိုတော့ရှေ့မှာ of လေးခံပြီးပြောင်းပေးမယ်အဲ့နော်အဲ့တော့ important က t နဲ့ဆိုရင် adjective ce နဲ့ဆိုရင် noun ဆိုတော့ဒီဘက်မှာဆရာမတို့ importance ကို noun လေးပြောင်းလိုက်မယ် importance importance နော်ဒါဆို of လေးလည်းခံပြီးပြီ noun လည်းပြောင်းပြီးသွားပြီဆိုရင်ဒီမှာအထူးပြုမဲ့ vital ဆိုတဲ့ adjective လေးကိုဒီနေရာမှာထည့်လို့ရသွားပါပြီ vital vital ဒါဆိုရင်ဒီမှာဒီ important ဆိုတဲ့ complement တွေက adjective အဲ့ဒီ adjective နေရာမှာ of vital important ဆိုတဲ့စကားလုံးလေးတွေစုနေတော့ phrase adjective နေရာမှာဝင်လာမဲ့ phrase ဆိုတော့ဒါလေးကဘာ phrase ဖြစ်မလဲ adjective phrase နော်ဒါဆို adjective phrase အဲ့တော့ဒီတစ်ခုရှင်းကြည့်မယ် it is important ထိုအရာဒီအရေးကြီးပါသည် it is of vital importance ထိုအရာဒီအသက်တမျှအရေးကြီးပါသည်အဲ့တော့ဘာကွာလဲဆိုလို့ရှိရင်အဓိပ္ပာယ်လေးနဲ့ဒါချင်းမတူဘူးအဲ့အသက်တမျှဆိုတော့ဒါအသက်တမျှထည့်ထားပြီးဆိုတော့အသက်ထက်အရေးကြီးတဲ့အရာဘာမှမရှိတော့ဘူးဆိုတော့ဒါအသက်တမျှအရေးကြီးတော့ဆိုတာကစာကြောင်းမှာအဲ့တော့ပို့ပြီးတော့အဓိပ္ပာယ်လေးနဲ့သွားတယ်အဓိပ္ပာယ်လေးနဲ့တော့ဒါလေးကိုအထလင်္ကာရလို့ခေါ်ပါတယ်အဓိပ္ပာယ်လေးနဲ့စစ်ကြလို့ဒီနေရာမှာထည့်ထားတာအဲ့တော့သူရှိမှာတော့အထူးပြုစရာနောင်းရှိလားဆိုတော့မရှိဘူးနော်ဒါဆိုလို့ရှိရင်အဲ့တော့ complement တွေမှာ adjective phrase ရှိနေတာပထမဥပဒေသားလေးကအတန်ကြောင်းဒုတိယဥပဒေသားလေးကအဓိပ္ပာယ်ကြောင်းအတန်ကြောင်းနဲ့အဓိပ္ပာယ်ကြောင်းအဲ့တော့ဆရာမတို့အထက်တန်းအစည်းလက်တာတွေရေးပြီးဆိုတဲ့အခါကျလို့ရှိရင်ဒီကလေးရဲ့အစည်းလက်တာကိုဂုဏ်တုပေးတဲ့မပေးတဲ့ဆိုတာကိုဘလို့ပေးတာလေးနဲ့ချောင်းနဲ့တိုင်းလဲအရေးသားဘယ်လောက်ထိကောင်းလဲဆိုတော့မြန်မာလိုရေးထားတာပဲဖြစ်ဖြစ်တရုတ်လိုရေးထားတာပဲဖြစ်ဖြစ်အိန္ဒိယလိုရေးထားတာပဲဂျပန်လိုရေးထားတာပဲဖြစ်အရေးအသားကောင်းမကောင်းဘလို့ပေးတယ်နဲ့ချောင်းနဲ့တိုင်းမလဲဆိုလို့ရှိရင်အဲ့တော့ရေးထားတဲ့အဲ့ဒီစာပိုက်ကလေးကဆိုလို့ရှိရင်အတန်တာလားအဓိပ္ပာယ်လေးနဲ့သလားဒါလေးတွေနဲ့တိုင်းပြီးမှအဲ့တော့ဒါလေးကိုဂုဏ်တုပေးတဲ့မပေးတဲ့ဆိုတာလေးကိုဆုံးဖြတ်တာပေါ့နော်အဲ့ဆိုဒီပေးတဲ့နဲ့ချောင်းနဲ့တိုင်းတာဖြစ်တဲ့အတွက်ကလေးတွေကအခုဆိုရင်ဒါလေးကိုသိသွားပြီဆိုတော့အခုဆရာမတို့အဲ့တော့ adjective phrase လေးကိုဆွေးနွေးလို့ပြီးဆုံးသွားပါပြီစနစ်တစ်ကြောင်းမှာ adjective phrase ပြန်နေတာဘယ်နှစ်နေရာရှိလဲဆိုလို့ရှိရင်နှစ်နေရာရှိပါတယ်ဘယ်မှာလဲဆိုရင် noun ရဲ့အနောက်မှာလည်း complement နေရာမှာအဲ့တော့ noun နောက်မှာဘာဟုတ်တာလဲဆိုရင်ရှေ့က noun ကိုထူပြုတယ်ဘာနဲ့ကောက်မလဲဆိုတော့ the နဲ့ကောက် complement တွေမှာ adjective phrase ရှိလားဆိုတော့ရှိတယ်အဲ့တော့သူရှေ့မှာအထူးပြုစရာ noun ရှိလားမရှိဘူးသူရှေ့မှာအထူးပြုစရာ noun မရှိဘဲနဲ့ဘာလို့ရောက်နေရလဲဆိုလို့ရှိရင်အတန်ကြောင်းနဲ့အဓိပ္ပာယ်ကြောင်းဒါဆိုရင်အခုကလေးများ adjective phrase ကိုဆွေးနွေးလို့ပြီးဆုံးသွားပါပြီကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လာမယ့်ဗီဒီယိုမှာဆရာမတို့ပြန်ပြီးတော့ဆုံကြပါမယ်ကလေးတွေအားလုံးပဲကျမရဲ့ view site ပါ bye bye